ကဲအားလုံးပဲကျွန်တော်တို့ YouTube ပေါ်မိတ်ဆွေများအားလုံးပဲပေါ့နော်ကျွန်တော်ရဲ့ဒီ YouTube account ရွှေတူဒီကင် Formula Channel ရနေပြီးတော့အားလုံးပဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အခုလက်ရှိ channel ကိုအားလုံးပဲတင်ပြမြင်ရလေအောင်ဟာလား viewer လည်းတက်အောင်မိတ်ဆွေတွေလည်းကျွန်တော်ပတ်စင် free အနေနဲ့ကူညီပေးနေတာဖြစ်တယ်ဟာလားပေါက်ကိုလည်းပေါက်နေကြတာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ channel ကိုလည်း like subscribe လေးနှိပ်ထားမယ် subscriber နှိပ်ထားမှဒါလေးကျွန်တော်တင်ပြဗီဒီယိုမိတ်ဆွေတို့ကမြင်ကြရမှာဖြစ်တယ်ပေါ့နော်ကဲအားလုံးပဲဒီတစ်ပတ်ကျွန်တော်တို့2ရက်ကနေပြီးတော့6ရက်3လ2026ကျော်ပေါ့နော်တပတ်စာကတ်ကျွန်တော်တင်ထားပြီးခဲ့ပါမယ်အားလုံးပဲဒီတပတ်စာကတ်တွေကနေပြီးတော့ထိုးခြင်းအားဖြင့်အမြဲရရှိကြမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်အင်္ဂါနေ့ပေါ့နော်3ရက်နေ့ကျတော့ကျွန်တော်တို့ဒီ2ဒီနဲ့ပတ်သက်လာရင်ပိတ်ရက်ရှိပါတယ်အားလုံးပဲသတိဝိရိယနဲ့ကစားကြပါဗျာဟုတ်လားဒီတစ်ပတ်ကျွန်တော်တို့မပြောက်ပတ်သေးသည်4-9နှစ်မပြောက်ပတ်သေးရရှိပါတယ်4-9နှစ်ထိပ်စီ3လုံးခွေရှိပါမယ်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့2-4ထိပ်စီ3လုံးခွေပြီးတော့ထော်ရပါတယ်40-40နှစ်ဆိုပြီးတော့မှလည်းနှစ်ခွက်ထွက်ရှိသွားတယ်ပေါ့ဗျာเนาะဒီတစ်ပတ်လည်းကျွန်တော်တို့အောင်မြင်မှုရရှိပါသည်အမြဲရရှိပါသည်လို့ဆုတောင်းပေးပါတယ်4-9နှစ်မပြောက်ပတ်သေးထိပ်စီ3လုံးခွေဖြစ်ပါတယ်2ရက်ကနေပြီးတော့ကျွန်တော်3ရက်နေ့မှာပိတ်တယ်ဆိုတော့2ရက်နေ့4ရက်နေ့ကိုကျွန်တော်တို့9နဲ့2ကိုအပိုင်းပတ်ပြီးတော့ကစားပါနှလုံးနဲ့တစ်လုံးကိုပါကိုအရင်ဆုံးရွေးပေါ့နော်ကျွန်တော်အဲ့ဒီမှာရွေးချယ်ပေးထားတယ်ဟာလားကဲအားလုံးပဲကျွန်တော်တို့ဒီတတိဖြစ်အခွေရတော့2649အခွေရှိပါမယ်တတိဖြစ်အခွေရ2649 5လုံးခွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီဖိုင်တော့တစ်ခွက်ဖယ်ထုတ်ထားပါတယ်2649ဆိုတဲ့အခွေကိုကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်ကဲတူးဒီပိတ်ရက်ခံထားတဲ့အတွက်ကြောင့်မလို့ဒီပိတ်ရက်ရှိလို့ရှိရင်လာတက်တဲ့ကဏ္ဍလေးတွေကျွန်တော်အကျဉ်းဆုံးပြောပြပေးမယ်ပေါ့နော်2649တို့နော်09တို့ဒီကဏ္ဍတွေကအထွက်များတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်2649 89เนาะဒီကဏ္ဍတွေကလာတက်တဲ့ကဏ္ဍလေးတွေဖြစ်တဲ့ပိတ်ရက်တွေပါပေါ့နော်ပိတ်ရက်ခံထားလို့ရှိရင်အဲ့ဒီကဏ္ဍတွေအထွက်များတာတွေရှိပါတယ်အဲ့တော့အဲ့ဒီကဏ္ဍလေးတွေထိုးကစားကြပေါ့နော်2649ဆိုတဲ့အခွင့်အရေးကျွန်တော်လုပ်ပြီးထားပါတယ်သူချေးရနေပြီးတော့ကျွန်တော်ရရှိထားတဲ့သူရီဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူရီဒီကနေပြီးတော့ရရှိထားတဲ့ special အခွင့်အရေးတော့953လုံးခွင့်ကိုကျွန်တော်တို့ဒီတစ်ပတ်ရရှိထားပါတယ်ဗျ953လုံးခွင့်ကိုရရှိထားပါတယ်ဗရိတ်မွေးလို့တဲ့မိတ်ဆွေတွေကလည်းဗရိတ်နဲ့ပတ်သက်လာခဲ့လို့ရှိရင်ကျွန်တော်တို့49ဗရိတ်ရရှိပါတယ်45-99ပေါ့နော်49ပါတော့49ဗရိတ်ဒီတစ်ပတ်ထွက်ရှိမှာဖြစ်ပါတယ်အားလုံးပဲပေါက်ကွက်အောက်ကွက်အချင်းမိကြပါသည်လို့ဆုမကောင်းတောင်းမိပါတယ်အခု2ရက်နေပေါ့နော်9နဲ့2နဲ့ထဲရနေပြီးတော့မိတ်ဆွေတို့ပါကြိုက်တဲ့ကောင်ပတ်ပေါ့နော်ကျွန်တော်တို့9တလုံးမှန်ထားတယ်ပေါ့ဗျာအားလုံးပဲဘိုင်ဘိုင်မှာ channel ကိုလည်း like and subscribe လုပ်ထားမယ် share လုပ်ထားတဲ့နေရာတွေမှာလည်း share ထားကြမှာပေါ့နော်